ဝါဆူရာဒီလိုက်နဲ့မိုးတန်တိမ်ပမာအမြဲတမ်းမတည်ငြိမ်မျောလွင့်နေသည်ကိုဖြစ်ရှင်တာကိုလိုချင်ရာကိုကိုယ်တိုင်ဘလောင်ကြိုးစားပါစေပါရမီကံအကျိုးပေးကနေရင်ကြည်တိုင်းမမြင်ပြောတိုင်းမဖြစ်ချိန်မူခဏလေးငုံနှုတ်ပိတ်ထားလိုက်ခွင့်ခါရင်ထုံမဲ့လဲကြရောက်လို့လာမယ်နေ့တနေ့ဘူးသာဆောင်းလို့နေပါမျောလင့်တာတွေကြုံစေမည်ဒီအချိန်မှာတမိုးကြည့်အောင်ပညာအကုန်ထုတ်သုံးနေသုံးပါစင်မြင့်မောအလွမ်းဒီပြဆိုရင်ဂီတဝါဒနာဆွေးရည်ဆွေးနေသူကိုလူလွယ်တဲ့ချိန်များနဲ့အထူးဆုံးစားရည်သူတင်ကိုညံစွမ်းရှိသူတိုင်းသာစိုးဆုံးတစ်နေ့အောင်မြင်မည်ရင်မဂီတထာဝရရှိသည်မျိုးလိသမျှရဲ့တကယ်မကြတော့ဘူးမနဲ့ပန်တိုင်းမှာကောင်းဆုံးဘဝကြုံစေမည်စိတ်အာယုံကိုယ်သာရွယ်လွင်ခရီးသူမျိုးကြီးဒီဘဝရည်စံလမ်းငါလေးပမာဂီတဝါဒနာခင်တွေသူရဲ့ယုံကြည်ရဘဝခရီးလမ်းအတိုင်းတန်စီလေးနဲ့သမှုရရသမှုဖြင့်တန်ရောစဉ်ကံအထီရောက်လို့ရဲ့ညောင်းနာရဒီဗုဒ္ဓရဲ့အိုဝါဆူရာဒီလိုက်နဲ့မိုးတန်တိမ်ပမာအမြဲတမ်းမတည်ငြိမ်မျောလွင့်နေသည်ကိုဖြစ်ရှင်တာကိုလိုချင်ရာကိုကိုယ်တိုင်ဘလောင်ကြိုးစားပါစေပါရမီကံအကျိုးပေးကနေရင်ကြည်တိုင်းမမြင်ပြောတိုင်းမဖြစ်ချိန်မူခဏလေးငုံနှုတ်ပိတ်ထားလိုက်ခွင့်ခါရင်ထုံမဲ့လဲကြရောက်လို့လာမယ်နေ့တနေ့ဘူးသာဆောင်းလို့နေပါမျောလင့်တာတွေကြုံစေမည်ဒီအချိန်မှာတမိုးကြည့်အောင်ပညာအကုန်ထုတ်သုံးနေသုံးပါစင်မြင့်မောအလွမ်းဒီများဆိုရင်ဂီတဝါဒနာဆွေးရည်ဆွေးနေသူကိုလူလွယ်တဲ့ချိန်များနဲ့အထူးဆုံးစားရည်သူပင်ကိုညံစွမ်းရှိသူတိုင်းသာစိုးဆုံးတစ်နေ့အောင်မြင်မည်ရင်မဂီတထာဝရရှိသည်မျိုးလိသမျှရဲ့တကယ်မကြတော့ဘူးမနဲ့ပန်တိုင်းမှာကြုံစေမည်စိတ်အာယုံကိုယ်သာရွယ်လွင်ခရီးသူမျိုးကြီးဒီဘဝရည်စံလမ်းငါလေးပမာဒီကြဝါဒနာခင်တွေသူရဲ့ယုံကြည်ရဘဝခရီးလမ်းအတိုင်းတန်စီလေးနဲ့သမှုရရသမှုဖြင့်တန်ရောစဉ်ကံအထီရောက်လို့ရဲ့ညောင်းလာရဒီဗုဒ္ဓရဲ့